တန်ရီယူကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုပ်ကိုင်နေတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူသောတာရှင်တွေအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့တုဒ္ဒပေတာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့ဖြုတ်ပိုးအန်ဒီရဲ့သတိထားကြိုတင်ကာကွယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဖြုတ်ပိုးအကြောင်းဖြုတ်ပိုးကြားရောက်မှုအခြေအနေတွေကာကွယ်နှိမ်နင်းနည်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ပါတယ်ရှင်မြန်မာနိုင်ငံဟာစပါးသီးနှံကိုအဓိကထားစိုက်ပျိုးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်စပါးစိုက်ပျိုးထုတ်လို့ရမှာအထွက်နှုန်းထိခိုက်မှုမရှိစေဖို့အတွက်စပါးခင်းတွေမှာပိုးမွှားရောဂါကြားရမှုအန္တရာယ်ကနေကာကွယ်နှိမ်နင်းဖို့အချိန်နဲ့တပြေးညီနှိုးဆော်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်မိုးရာသီကာလမှာဖြုတ်ပိုးတွေဟာစပါးခင်းတွေကိုစိုးဝါးစွာကြားရောက်ဖျက်ဆီးတတ်ပါတယ်စပါးခင်းတွေမှာကြားရောက်တတ်တဲ့ဖြုတ်ပိုးအန္တရာယ်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဟုတ်ပါတယ်ဖြုတ်ပိုးအမျိုးအစား၃မျိုးရှိပါတယ်။ဖြုတ်စိမ်းဖြုတ်ညိုနဲ့ဖြုတ်ကြောဖြူတို့ဖြစ်ပါတယ်။စပါးခင်းတွေမှာအဓိကဖျက်ဆီးလျက်ရှိတဲ့ဖြုတ်ပိုးတွေကတော့ဖြုတ်ညိုနဲ့ဖြုတ်ကြောဖြူတို့ဖြစ်ပါတယ်။1980နဲ့1980ပြည့်နှစ်တွေကစပြီးစပါးဖြုတ်ညိုဟာအာရှတဝမ်းရှိစပါးသီးနှံစိုက်ခင်းရဲ့အဓိကဖြတ်ပိုးတစ်မျိုးဖြစ်လာပါတယ်။2004ခုနှစ်ကနေ2011ခုနှစ်အတွင်းတရုတ်၊ဂျပန်၊တောင်ကိုရီးယား၊အင်ဒိုနီးရှား၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့မှာစပါးဖြုတ်ညိုဖို့ရုတ်တရက်အစမတန်ကြားရောက်ခဲ့တာကြောင့်ကက်အသွင်ဖြစ်ပွားခဲ့ပြီးစပါးထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။ဖြုတ်ကြောဖြူအစမတန်ကြားရောက်ခြင်းကို1988ခုနှစ်နဲ့1985ခုနှစ်တွေအတွင်းပါကစ္စတန်၊မလေးရှားနဲ့အိန္ဒိယနိုင်ငံတို့မှာဖြစ်ပွားခဲ့ပါတယ်။ဟုတ်ပါတယ်။စပါးဖြုတ်ပိုးတွေရဲ့ဘဝဆက်ဝန်းကတော့ဖြုတ်ညိုရဲ့ဥအရေးအတွက်ဟာ4ဦးကနေ10ဦးအထိစပါးရွက်ပြားတွေရဲ့ရွက်လေရိုးပေါ်မှာအစုလိုက်အပြုံလိုက်ဥပါတယ်။ဥပြီးတော့4ရက်ကနေ8ရက်ကြားတဲ့အခါမှာအကောင်ပေါက်လာပါတယ်။အကောင်ပေါက်လေးတွေဟာအရေခွန်4-5ချိန်လဲပြီးတော့အကောင်ကြီးအဆင့်ဖြစ်လာပါတယ်။အကောင်ကြီးအဆင့်မှာအတောင်တူနဲ့အတောင်ရှည်ဆိုပြီးပုံစံ2မျိုးရှိပါတယ်။ဖြုတ်ကြောပြူကတော့ဥတွေကိုစပါးပင်ရဲ့ပြင်စီတဲ့ဒါမှမဟုတ်ရွက်လေယူတစ်လျှောက်မှာဥကြပါတယ်။ဖြုတ်ပိုးဘဝဆဝန်းဟာပိုးမမဲနဲ့အကောင်ကြီးအဆင့်ဆိုပြီးအဆင့်3ဆင့်ရှိပါတယ်။ဖြုတ်တကောင်ရဲ့တက်တန်ကတော့23ရက်ကနေ32ရက်ထိရှိနိုင်ပါတယ်ရှင်။ဟုတ်ပါတယ်။ဖြုတ်ညိုပိုးဟာရာသီဥတုနဲ့ဆက်ဆက်မှုအများဆုံးရှိတဲ့ဖြတ်ပိုးတစ်မျိုးဖြစ်ပါတယ်။မိုးဦးမိုးလေမိုးနောင်3မျိုးစလုံးမှာမိုးရေချိန်များပါကဖြုတ်ပိုးပုံမှန်ကျရောက်တတ်ပါတယ်။ပြိုကင်းဓမ္မမဟုတ်ရွှေပြောင်းစိုက်ပြိုးတဲ့စပါးပင်ရဲ့ပင်စီနဲ့ရေမျက်နှာပြင်ပေါ်မှာဖြုတ်ညိုပိုးကျရောက်မှုရှိမရှိနေ့စဉ်စစ်ဆေးပေးသင့်ပါတယ်။ပင်ပေါ်ထွက်ချိန်မှာစပါးပင်စီလှုပ်ရမ်းပြီးတဲ့အခါရေမျက်နှာပြင်ပေါ်ကိုဖြုတ်ညိုပိုးကျရောက်မှုရှိမရှိစစ်ဆေးရမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဖြည့်ဆည်းပုံလက္ခဏာတွေအနေနဲ့စပါးဖြုတ်ပိုးရဲ့အကောင်ကြီးအကောင်ငယ်2မျိုးစလုံးဟာအပင်ကိုစုပ်စားတဲ့အတွက်အပင်မသေးပေမဲ့အပင်အားနေပြီးအပင်ကြီးထွားမှုကိုနှေးစေပါတယ်။စပါးခင်းမှာဖြုတ်ညိုပိုးစိုးဝါးစွာကျရောက်မယ်ဆိုရင်ဒဇင်လွတ်တဲ့အထိဆုံးရှုံးတတ်ပါတယ်။ဖြုတ်ပိုးဟာစပါးပင်ရဲ့ပင်ရီကိုစုပ်ယူစားတဲ့အတွက်စပါးရွက်တွေခြောက်သွေ့ပြီးမီးလောင်ထားသလိုအကွက်လိုက်ဖြစ်လာကဖြုတ်လောင်လက္ခဏာကိုဖြစ်ပေါ်စေပါတယ်။အဲဒီကတစဉ်စပါးအနက်ဆင်းမှုယောဂါမျက်တူပင်တူယောဂါနဲ့စုပ်ပြက်လိမ်တွန့်ပင်တူယောဂါတွေကိုကူးစက်စေပါတယ်။မှန်ပါတယ်ရှင်။ဖြုတ်ပိုးကျထားတဲ့စပါးရွက်တွေဟာအရွက်ရဲ့ထိပ်မှအလဲတလျှောက်အဝါရောင်သို့ပြောင်းသွားကတဖြည်းဖြည်းခြောက်သွားပါတယ်။ဖြုတ်ညိုပိုးကြောင့်ဖြစ်ပွားတဲ့ဖြုတ်လောင်တာဖြစ်ပါတယ်။ဖြုတ်လောင်တာတွေဟာအကွက်လိုက်စတင်ဖြစ်ပေါ်ပေမဲ့ပြန့်ပွားမှုမြန်ဆန်ပြီးသေဆုံးသွားတဲ့အပင်ကနေဘေးချင်းကအပင်တွေကိုကူးစက်ရမှာအလွန်မြန်ဆန်လာပါတယ်။စပါးပင်ကိုလှုပ်ရမ်းကြည့်ခြင်းအပြင်ဖြုတ်ပိုးကြားရောက်မှုကိုသိရှိနိုင်ပြီးပိုးကျထားတဲ့နေရာရဲ့အောက်ခြေနာမှာပိုးရဲ့စစ်ထုတ်ရည်များကြောင့်ချက်ကူးမှုတွေကိုတွေ့ရတတ်ပါတယ်။ဖြုတ်ပိုးကြားရောက်လေရှိတဲ့အခြေအနေတွေကတော့မိုးကောင်းတောက်လေနဲ့ဆည်ရည်တောက်လေတွေမှာကြားရောက်ဖြစ်စီလေရှိပါတယ်။တိမ်ထူတတ်တာနေအပူချိန်နဲ့လေထုဆိုထိုင်းစမြင့်မားတာစပါးခင်းတွေမှာဆိုထိုင်းစများတာယူရီးယားမြေဩဇာသုံးစွဲမှုများတာအရေးကြပြီးလေဝင်လေထွက်မကောင်းတာမိုးများတာနဲ့ရေများတာစပါးခင်းထဲမှာအရေးထူပြီးဆိုထိုင်းစရှိတာစတဲ့အခြေအနေတွေမှာစပါးဖြုတ်ညိုကိုအတွေ့ရအများဆုံးဖြစ်ပါတယ်အထူးသဖြင့်စပါးပင်ကြီးရေနဲ့ထိစပ်တဲ့နေရာတွေမှာတွေ့ရများပါတယ်ရှင်ဟုတ်ပါတယ်ဖြုတ်ညိုပိုးဟာအကောင်သေးသလောက်စပါးခင်းတွေမှာဆူဆူဝါဝါကျရောက်တတ်ပါတယ်ပူနွေးဆစ်ဆိုတဲ့ရာသီဥတုကိုတိုက်နေတဲ့လို့မိုးရာသီရောက်ရင်ပုံမှန်ကျရောက်ဖြစ်စီလေးရှိတတ်ပါတယ်အပူချိန်25ဒီဂရီစင်တီဂရိတ်ဝန်းကျင်မှာဥကနေအကောင်ပေါက်နှုန်းနဲ့ရှင်သန်နှုန်းအမြင့်ဆုံးဖြစ်ပါတယ်အပူချိန်28ဒီဂရီစင်တီဂရိတ်ကနေ30ဒီဂရီစင်တီဂရိတ်ဟာအကောင်ရေအတွက်အများဆုံးကိုဖြစ်စေပါတယ်စပါးပြိုးခင်းကနေအနံတရီတေစအချိန်အထိကျရောက်ဖြစ်စီလေးရှိပါတယ်အရင်ကတာမညဖြတ်ပိုးဖြစ်တဲ့ဖြုတ်ပိုးတွေဟာ
ဒီကနေ့အချိန်မှာတော့အဓိကဖြတ်ပိုးတွေဖြစ်လာပါတယ်အဓိကအကြောင်းရင်းတွေကတော့ပိုးသက်ဆေးအလွန်ကျွံသုံးစွဲတာနဲ့ပိုးသက်ဆေးကိုလွဲမှားစွာသုံးစွဲတာတွေကြောင့်ဖြုတ်ပိုးရဲ့သဘာဝသားရဲကောင်တွေနဲ့ကပ်ပါပိုးတွေကိုထိခိုက်စေပါတယ်လေသမားအများစုဟာရွက်လိပ်ပိုးလိုမျိုးစပားရွက်စားပိုးတွေကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ပိုးသက်ဆေးတွေသုံးစွဲတာကြောင့်အကျိုးပြုကပ်ပါပိုးတွေနဲ့ပင့်ကူတွေကိုသိစေပါတယ်။ယူရီးယားဓာတ်မြေဩဇာအလွန်အကျွံသုံးစွဲတာစပားအလွန်အကျွံစိုက်ပျိုးတာစပားကို1 သီးစားကနေ2 သီးစား3 သီးစားစိုက်ပျိုးတာတီးလဲစိုက်ပျိုးလိမရှိတာအဲ့လိုချက်တွေကြောင့်ဖြစ်ပါတယ်။ဟုတ်ပါတယ်။ဖြုတ်ပိုးအန္တရာယ်ကိုစိုက်ပျိုးနည်းနဲ့ကာကွယ်နှိမ်နင်းရမှာတသီးစားစိုက်ပျိုးခြင်းမဟုတ်ပဲသီးနှံစုံသီးလှည့်စိုက်ပျိုးတာအပင်စိတ်စိုက်ပျိုးတာမှရှောင်ကျဉ်တာစပားကင်းမှာ6ပေกว่าတိုင်းလေဝင်လေထွက်ကောင်းစေဖို့လေချောင်း8 လက်မခန့်ခွဲပေးတာတဧကကိုလျှက်စစ်မီလုံးဒါမှမဟုတ်ရေနံစီမီအိမ်စတဲ့အလင်းရောင်ထောင်ချောက်5ခုကိုစပားကင်းသားမှာညဘက်ထားပေးတာအဲ့လိုနီလန်းတွေကိုအသုံးပြုပေးရမှာဖြစ်ပါတယ်အကျိုးပြုသဘာဝမိတ်ဆွေပိုးတွေဖြစ်တဲ့ပင်ကူ၊ရင်းနေကြိုင်း၊လက်ခုံးကြိုင်းတွေကိုဆွဲဆောင်နိုင်ဖို့ကသင်းပေါ်မှာအဝါရောင်နဲ့အဖြူရောင်ပန်းပွင့်တဲ့အပင်တွေကိုစိုက်ပျိုးထားရမှာဖြစ်ပါတယ်။ရိတ်သိမ်းပြီးစပားကင်းတွေကိုထည့်ထိုးပြီးရိုးပြက်တွေကိုဖယ်ရှားပေးရမှာပါ။ဇီဝနီးနဲ့ကာကွယ်နှိမ်နင်းရမှာစပားရွှေ့ပြောင်းစိုက်ပြီး38ရက်ကနေ43ရက်အတွင်းဘဲတွေကိုဖြုတ်ပိုးကျနေတဲ့စပားကင်းတွေကို4 နာရီကြာလွှတ်ကြောင်းပေးရမှာဖြစ်ပါတယ်။ဓာတုနည်းနဲ့ကာကွယ်နှိမ်နင်းရမှာသဘာဝအကျိုးပြုမိတ်ဆွေပိုးတွေကိုမသိစေဖို့စပတ်မြုံတစ်မြုံမှာဖြုတ်ညို3ကောင်မှ5ကောင်တွေ့ပါကပင်လုံးမြက်ပိုးသက်ဆေးတစ်မျိုးမျိုးကိုဆေးဘူးဆေးအိပ်ပါအညွှန်းစာအတိုင်းအသုံးပြုပေးရမှာဖြစ်ပါတယ်။စပားကင်းကိုဖြုတ်ပိုးကြရောက်မှုရှိမရှိစစ်ဆေးရမှာအကျိုးပြုသားရဲကောင်တွေဟာဖြတ်ပိုးထက်များနေရင်ဆေးမဖြန်းသင့်ပါဘူး။ဖြုတ်ညိုပိုးကြရောက်မှုဆိုးရတဲ့အချိန်မှာစပားကင်းအတွင်းရေ3-4 ရက်ခန့်ထုတ်ပေးခြင်းအဖြစ်ဖြုတ်ပိုးကြရောက်မှုကိုသက်သာစေပါတယ်။ယူရီးယားဓာတ်မြေဩဇာကိုတင့်တော်သောနှုံထားနဲ့ထည့်သွင်းပေးရတဲ့ပိုတက်မြေဩဇာကိုမဖြစ်မနေပုံမှန်ထည့်သွင်းပေးဖို့2 ကြိမ်3 ကြိမ်ခွဲကျွေးပေးရမှာဖြစ်ပါတယ်ရှင်။ဟုတ်ပါရဲ့ရှင်။ကျိုရင်ကာကွယ်ရေးနည်းလမ်းအနေနဲ့ဖြုတ်ညိုနဲ့ဖြုတ်ကြောပြူဖို့ကြာရမှုရှိမရှိသိရှိနိုင်ဖို့ကျိုရင်ကင်းတောင်မှတ်တမ်းကောက်ယူတာပတ်ဝန်းကျင်မှာပေါင်းမြတ်တွေရှင်းလင်းပေးတာစပားလမိုင်းမရှိစေဖို့နဲ့အရင်နှစ်ကဖြုတ်ပိုးကြခဲ့တဲ့စိုက်ခင်းကိုမီးရှို့ပြီးထည့်ရည်နဲ့ထိုးပေးတာရေသွင်းရေထုတ်ကိုပုံမှန်ဆောင်ရွက်ပေးတာနဲ့ဖြုတ်ပိုးတန်ခံနိုင်ရှိတဲ့စပားမျိုးတွေကိုအစားထိုးစိုက်ပျိုးပေးတာတွေကိုဆောင်ရွက်ပေးရပါမယ်။တောင်သူဦးကြီးတွေရဲ့စပားစိုက်ခင်းတွေမှာဖြုတ်ပိုးအန္တရာယ်ဆိုးဝါးစွာကြာရောက်ခြင်းမဖြစ်စေဖို့သတိထားပြီးကြိုတင်ကာကွယ်နိုင်ကြစေဖို့ဒီကနေ့သုတပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကနေတင်ဆက်ပေးလိုက်ပါတယ်။သောတာရှင်များအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေရှင်။ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ